လာပါကျွန်တော်တို့ကအခုဆိုရင်အနိစ္စသားရှားတော့အမှုစုပေါ့နော်ဒီကကွာသွားပါမယ်ဒီကမှာတော့လုပ်မယ်ဆိုတော့ဒီမန်းလေးတစ်ခိုင်းမှာအဓိကကျွန်တော်ဒီကလေးခက်ခဲကြောင်းဖြစ်ပေါ်နေရဲ့အမိကဒီလူဒီဟိုမှာတော့ဆိုသွားပြီးတော့လည်းတော့ကူညီပေးမယ်တော့အားပေးမယ်အခုကျွန်တော်ကစပြီးဆက်ပါမယ်ကားသိနေတယ်တော့တော့နိုင်တယ်ပါလေဒီအားလုံးလည်းရှိခိုင်းပါတယ်ဒီတစ်ခါဒီပိုင်းမှာရအောင်လူတန်းလိုက်တာဖြစ်တော့ဆင်းဖို့ကတော့ပြီးတော့ဒါပြီးဆိုတော့လည်းဘာသာတော့ခိုင်းတဲ့အကြည့်တစ်လုံးပြီးတော့အဲ့ဒါတော့ခိုင်းတဲ့နေရာတော့မရှိတော့ဘူးလည်းရှိပါဘာတော့တော့မရဘူးတော့ဘာဝယ်ရအောင်ပဲဆက်ပါလို့ရပါမယ်အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်ဒီမန်လေးမှာငလင်ဘေးတန်တင်းတဲ့ဒီတွေအတွက်ထပ်င်းတုံးနဲ့ခြေဘူးနဲ့ပေါ့နော်သွားပြီးတော့လူတန်းပေးမှာဖြစ်ပါတယ်အန်တီတဆာရှားဆောင် group ကနေသွားပြီးတော့လူတန်းပေးမှာဖြစ်ပါတယ်ခင်ဗျထပ်င်းတုံးတွေပါမယ်ခြေဘူးတွေပါပါမယ်ခင်ဗျဒါတော့ကျွန်တော်ဒီပထမအဆင့်နေနဲ့ဒီတင်နေတွေပဲဒီတန်ပြီးတော့ဒီထမင်းတူသွားတိုက်ကြမှာနော်အားလုံးပဲမင်္ဂလာပါဒါတော့ကျွန်တော်ဒီငလျင်ဘေးတန်တင်ပြည်သူတွေလက်ရှိနေနေတဲ့ဒီစခန်းပေါ့နော်လက်ရှိဒီမှာဆိုလို့ရှိရင်တော်တော်များအများကြီးပါခင်ဗျတော့ကျွန်တော်ဒီရေတန့်လဲလူမယ်သမင်းဘူးညနေစာလဲကျွန်တော်လူတန်းမှာဖြစ်ပါတယ်ခင်ဗျရတယ်ကိုဟုတ်ကေရေဘူးပါโอเคရေတန်ဘူးဟိုမှာအကိုရိုက်ထားပြီရကဲကားတစ်စီးလုံးလဲပြည့်နေပါပြီလုံးဝအပြည့်အရှံပါပဲအရှံပဲပါပဲခင်ဗျကျွန်တော်ခဏနေသွားရလူတန်းပေးမှာဖြစ်ပါတယ်ကဲကျွန်တော်ထိုင်ဖို့နေရာတော့မရှိတော့ပါဘူးလမ်းလျှောက်တော့ဒီမှာဟုတ်တယ်ဟုတ်ပြီစပေါ်သေးလို့တော့ဟုတ်လားဟုတ်တယ်နော်အဲ့တော့လည်းပြောရအောင်နော်ဒီလိုလည်းဒီမှာပြည်သေးတော့တတိတော့သိတယ်ဒီလိုလားဒီလိုဘာလို့ဒီလိုလဲတော့ပြည့်စုံပါလေတော့ရုပ်ပြည့်စုံမောင်လေးတွေ့ကြပြီအဲ့ဒီလိုရပါလေဟာလားဘိုင်လဲတည့်ရလေးခဲမောင်းနဲ့တော်တက်ထားသွားမယ့်နေရာဘယ်နေရာလဲလဲဦးတော့မတရားမယ်ဘယ်နေရာဒီ90နှစ်လမ်း30ဆက်သွားကြလို့ဒီလမ်းကျုံးပြီးသွားမယ်ကျုံးပြီးဒီဘာတော့တုံးပြီးသွားမယ်တုံးပြီးမှလည်းတော့အဲ့လိုကို last day ဟိုခြေစပရေးပေါ့နော်လွယ်တဲ့လို့ဒါကျွန်တော်မန္တလေးမြို့ခံမှာဒီကျွန်တော်အများကြီးကူညီပေးပါတယ်ခြေလေးဟုတ်တယ်ညာဘေးရောက်ပါအဲ့တရားတွေသွားရင်ဟောဘက်ကန်းဒီဘက်ကန်းပဲဟုတ်လားမန်တီဒီကူ
ညာကြီးပဲ ကဲဘယ်လုံးတော့ပြုတ်သွားပါပြီ ဒီလေးလောက်ကြပါဦး ဟိုကောင်ကျိုးနေပြန်ထင်ရအောင် အဲ့ဒါစုတက်တယ်လာရအောင် ကျိုးနေပြန် အဲ့ဒါရှိတော့မေးပါမဟုတ်တော့ဘူး ဟုတ်တယ်အောက်ကြီးကြာကျိုးနေပြန် ပြဆိုးရလားငါတကယ်လို့လေအဆင်ပြေအဲ့ဒါကြည့်လိုက်တယ်